ဒီကိုလာကြည့်ပါဦးဒီလိုဆက်ဝိုင်းငါးကွင်းပါတဲ့အမှတ်သားကိုမြင်ရလားတကယ်လို့တင်ကားပေါ်မှာလဲဒီလိုအမှတ်သားမျိုးရှိနေရင်ရဲကိုချက်ချင်းဖုံးဆက်ပါဒါဟာတင့်အသက်ပေးအတွက်အရေးကြီးပါတယ်အရင်ဆုံးကားနောက်ဖုံးကိုဖွင့်ကြည့်ရအောင်ဒီအဖုံးကိုမလိုက်ပါကြည့်ပါအထဲမှာအနက်ရောင်ဘူးလေးတပူးရှိနေပါတယ်အပြင်ကိုထုတ်လိုက်ရအောင်ဒါဟာတီနီယာချီယာကန်ဆက်လိုကီတာဖြစ်ပါတယ်တကယ်လို့တင့်ကားမှာဒါမျိုးတပ်ဆင်ထားတာတွေ့ရင်ရဲကိုချက်ချင်းအကြောင်းကြားပါဒါဟာတင့်ဟာလူဆိုးတွေရဲ့ပြစ်မှတ်ထားခြင်းကိုခံရပြီလို့အထိပ္ပယ်ရပါတယ်ဒါဆိုရင်ကျွန်ုပ်တို့ကားမှာချီယာကန်ဆက်တပ်ဆင်ထားခြင်းရှိမရှိဘယ်လိုသိနိုင်မလဲနီလန်ကအရန်ယူရှင်းပါတယ်ကျွန်တော်နီလန်တစ်ခုတင်ပေးပါမယ်ပထမတစ်ခုကတော့ဒီလိုတန်ပြားအသေးလေးတစ်ပြားပဲလိုအပ်ပါတယ်ကားကိုဒီပေါ်မှာအသားလေးပုတ်ဆွဲကြည့်ပါတကယ်လို့တနေရာမှာတန်လိုက်လို့ဆွဲကတ်သွားတာမျိုးရှိခဲ့ရင်တင့်ကားမှာချီယာကန်ဆက်အတက်ခံထားတာပြီဆိုတာသိကြပါတယ်ဒုတိယနီလန်ကတော့အနားမှာတန်ပြားမရှိရင်လည်းစိတ်မပူပါနဲ့လမ်းပြီးကမြေကြီးတစ်စုပ်လောက်ယူပြီးကားကိုဒီပေါ်ကိုအနှံ့ဖြူပေးလိုက်ရုံပါပဲကြည့်လိုက်ပါဒီဆက်ဝိုင်းငါးကွင်းပေါ်လာတဲ့နေရာဟာချီယာကန်ဆက်တတ်ထားတဲ့နေရာပဲဖြစ်ပါတယ်ဘလို့လဲတော်တော်လေးယူရှင်းနေမလားတတ်သွားပြီလားကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေနေ့တိုင်းလိလာဖို့ကျွန်တော်ကို follow လုပ်ထားပါဦး